အားလုံးပဲမင်္ဂလာပါကျွန်တော်ရှင်းပြပေးခြင်းတဲ့သင်ခန်းစာလေးကတော့ကျွန်တော်တို့ဒီ Microsoft Word ထဲမှာရှိတဲ့ဓာတ်ပုံတွေပေါ့နော်ကျွန်တော်ဒီ Microsoft Word ရဲ့ဒီ document ထဲမှာရှိတဲ့ကျွန်တော်တို့ဓာတ်ပုံတွေကိုဘယ်လိုမျိုးရွှေ့မလဲနော်ကျွန်တော်ဒီ document တွေကိုကျွန်တော်တို့ကဓာတ်ပုံတွေကိုထည့်လိုက်ပြီဆိုကျွန်တော်ရွှေ့မရဘူးဖြစ်နေတယ်ဆိုတော့ရွှေ့ရအောင်ကျွန်တော်ဘယ်လိုနည်းနဲ့သုံးလဲဆိုတာကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်စလိုက်မယ်ကျွန်တော်ဒီမှာဓာတ်ပုံထည့်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဓာတ်ပုံတွေကိုထည့်လိုက်မယ်ကျွန်တော်အစအနေနဲ့ထည့်ပြမယ်โอเคကျွန်တော်ဓာတ်ပုံစားထည့်ပြီးဆိုရင်ကျွန်တော်ပုံမှန်သိနေတဲ့အတိုင်းပါပဲတော့ insert တွေကိုသွားပါ insert ထဲကနေကျွန်တော်တို့ picture ဆိုတာလေးကိုသွားလိုက်ပါ picture သွားပြီးသွားရင်ကျွန်တော် digital file ကိုရွေးလိုက်ပါအဲထဲကနေကျွန်တော်တို့ကိုထားခြင်းတဲ့နေရာမှာရှိတဲ့ဓာတ်ပုံကိုကျွန်တော်ရွေးလိုက်ပြီးရင်ကျွန်တော်တို့က insert ကိုနှိပ်ဆိုရင်ကျွန်တော်ဓာတ်ပုံကျလာပြီဓာတ်ပုံကျလာပြီဆိုရင်လည်းကျွန်တော်တို့ကဒီ picture format ဆိုတာကျပါတယ်โอเคဆိုဓာတ်ပုံတွေရွှေ့ကြည့်ပါရွှေ့လို့မရဘူးโอเคရွှေ့လို့ရတဲ့နေကိုကျွန်တော်စပြောမယ်โอเคစရအောင်ပထမဆုံးအနေနဲ့ကျွန်တော်ကဓာတ်ပုံပေါ်ကလေးနှစ်ချက်ထောက် picture format လေးကြာလာပြီ picture format ရဲ့ arrange to တွေကနေကျွန်တော်တို့ word static ဆိုတာလေးကိုရွေးလိုက်ပါအဲ့ဒီနေရာမှာပြောပါမယ် word static နေရာမှာတော့ကျွန်တော်အများကြီးရှိပါတယ်အများကြီးကိုအကုန်မသုံးပါနဲ့ကျွန်တော်ဒီနှစ်မျိုးပဲကျွန်တော်သွားပါမယ်ဒီနေ့သင်ခန်းစာမှာကျွန်တော်ကဓာတ်ပုံရွှေ့လို့ရတဲ့သင်ခန်းစာဖြစ်တဲ့ကြောင့်ကျွန်တော်စံတာတွေမပြောတော့ဘူးနှစ်ခုပဲသုံးပါ behind the text နဲ့ in front of text ကိုပဲသုံးပါ in front of text ဆိုလို့ရှိရင်ကျွန်တော်တို့ဓာတ်ပုံတွေကိုကောင်းကောင်းရွှေ့လို့ရပါမယ်ကျွန်တော်တို့ in front of text ကျွန်တော် click လိုက်မယ် okay ဆိုကျွန်တော်ဓာတ်ပုံကိုရွှေ့လို့ရပြီသူဒီဘယ်လိုရွှေ့တာလဲ in front of text ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်စာသားရဲ့ကျွန်တော်တို့အရှိမရွှေ့တာပေါ့နော်စာသားလုံးဝမရွှေ့ပါဘူးကျွန်တော်စာသားရဲ့အရှိမရွှေ့တဲ့ကြောင့်လွယ်လွယ်ကူကူနဲ့ဓာတ်ပုံတွေကိုကျွန်တော်ရွှေ့လို့ရမှာပဲဖြစ်ပါတယ် okay ဒါတစ်ခုနောက်တစ်ခါကျွန်တော်တို့ဒီကောင်မှာကျွန်တော် right click နှစ်ချက်ပြန်ထောက်ပါ click နှစ်ချက်ပြန်ထောက်ပါပြီးကျွန်တော် rest text ကိုပြန်ရွေးပါ behind the text ကိုရွေးလိုက်ပါ okay behind the text ကိုရွေးလို့လည်းရွှေ့လို့မရဘူးလားဆိုရပါတယ်ဒီကောင်ကျတော့ဘယ်လိုရွှေ့တာလဲကျွန်တော်တို့ဒီစာသားတွေရဲ့အနောက်မှာရွှေ့နေတာဖြစ်ပါတယ် okay အဲ့နှစ်ခုပဲသုံးပါ word text ထဲက in front of text နဲ့ behind the text ပဲ behind the text ကိုပဲသုံးပါအဲ့နှစ်ခုကကျွန်တော်ဓာတ်ပုံတွေကိုလွယ်ကူစွာနဲ့ရွှေ့လို့ရမှာပဲဖြစ်ပါတယ် okay ဒါတစ်ခုပေါ့နော်နောက်တစ်ခါကျွန်တော်တို့ကဒီပေါ်မှာ right click လေးကိုထောက်ဒီ box လေးကျလာရင်ဒီထဲကနေ reset ထဲကနေကျွန်တော်ခုနပြောတဲ့ behind the text နဲ့ in front text ကိုရွေးပြီးတော့ကျွန်တော်တို့အသုံးပြုမယ်ဆိုရင်ရပါတယ်ကြိုက်တဲ့နည်းကြိုက်တဲ့ပုံစံမှာအသုံးပြုပေးပါ okay ဒီနည်းလည်းကတော့ကျွန်တော်တို့ဒီ Microsoft Word ထဲမှာရှိတဲ့ဒီ document ထဲမှာရှိတဲ့ပုံတွေကိုရွှေ့လို့မရဘူးဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့အခုပြောတဲ့နည်းလမ်းတွေကိုအသုံးပြုပြီးပြုလုပ်လိုက်ပါအားလုံးစစ်ပေးကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်